ကောင်မလေးတယောက်ခါစာတင်ခန့်တကားဝမှာခနာကိုလေးကိုကုန်းကွိုက်ပြီးတုံးဆိုင်နဲ့ရပ်နေခဲ့ပြီးတကူလုံးမှလည်းရှိရုံအားနာမှုတွေဖုံးလွှမ်းနေခဲ့ပါတယ်။ဆရာကအချိန်ခေါ်မှပဲစစ်မင်းဖောကိုတက်လာတဲ့အခါအားလုံးပဲမိတ်ဆက်ပေးမယ်။ဒါကအခုမှပြောင်းလာတဲ့ចောင်းတူတဲ့ရှူနက်လို့ခေါ်တယ်။အားလုံးလက်ခုပ်တီးပြီးကြိုဆိုလိုက်ကြပါအောင်လို့ဆရာကပြောပေမဲ့တခက်လုံးကငြိမ်သက်နေပြီးဆရာရဲ့လက်ခုပ်တံပဲလေထဲမှာပဲ့တင်ထပ်နေပါတယ်။ဒါဟာသူမထင်ထားတဲ့အတိုင်းပါပဲ။ပထမဆုံးနေ့ဟာအနေခက်စရာတွေနဲ့ပြည့်နှက်လို့နေပါတယ်။အားလုံးပဲမင်္ဂလာပါကျမနာမည်ရှူနက်ပါလို့သူမကမိတ်ဆက်ပါတယ်စကားတွေအများကြီးပြောမယ်လို့ထင်ရပေမဲ့စိတ်လှုပ်ရှားမှုကြောင့်လေးချောင်းတွေခြောက်ကပ်ပြီးဘာဆက်ပေါ်ရမယ်မသိတော့ပဲဆရာကိုကြည့်ပြီးအရှက်ပြီးပုံပြလိုက်ရပါတယ်သူမထိုင်ရမယ့်နေရာကတော့နောက်ဆုံးတန်းကခုံမှထစ်ပြီးဘေးကအတူထိုင်ရတဲ့အဖော်ကတော့လူအပုံနေပေါက်ပြီးကျူးဆိုတာမျိုးလည်းမရှိမျက်လုံးချင်းလည်းမစုံပါဘူးသူကအခင်ကအမိုက်ပုံကိုပဲစိုက်ကြည့်နေတာမို့နန်းနန်းလဲလိုက်ကြည့်မိပါရဲ့အမိုက်သိန်းသမားကအမိုက်တွေသိမ်းသွားတဲ့အခါအဲ့ဒီကောင်လေးဟာရင်းဘက်ထဲမှာတခုခုအလုခါလိုက်တယ်လို့ခန်းစားချက်မျိုးနဲ့နီးရခတ်နေပါတယ်။ဘာလို့လဲဆိုတော့ဆရာကသူ့ရဲ့ Galaxy ခလီးသွားလမ်းညွန်စာအုပ်ကိုအခုလေးတင်သိမ်းသွားလို့ပါ။အဲ့ဒီကောင်လေးနာမည်ကရန်ရီလို့ခေါ်ပါတယ်။ဆရာကရန်ရီမင်းကတော့ပြဿနာရှာပြန်ចောင်းသူတဲ့နဲ့အတူတူစာမေးခွန်းစစ်ဆေးလွှာကိုကြည့်လိုက်အောင်လို့ပြောတဲ့အခါသူကမကျေနပ်နဲ့သူ့ရဲ့အင်္ဂလိပ်စာစစ်ဆေးလွှာကိုကမ်းဖေးပါတယ်။အမှတ်ကတော့40ခွက်လက်မှတ်တည်းရတာဖြစ်နေပါတယ်။နောက်တနေ့မနက်မှာတော့နန်းနန်းဟာနီအောင်စီအောက်မှာအပြေးအလွှားမုံစားရင်ဘတ်ကားပေါ်တက်လာခဲ့ပါတယ်။ကားပေါ်မှာမနေ့ကလူအားလေးရန်ရိရှိနေတာကိုသူမမမြင်လိုက်ပြီးမြဲရန်ရိကသူမကိုကြည့်ပြီးတဟားဟားရင်နီမှသူမတတိထားမိသွားပါတယ်။သူမကတောင်းပန်ပါတယ်ကျမတမင်လုကမဟုတ်ပါဘူးလို့ပြောဖို့ပြင်တော့ကားကစောင့်လိုက်လို့ရန်ရိအပေါ်ကိုမှောက်ကြမလို့ဖြစ်သွားပါတယ်။ရန်ရိကသူမလက်ကိုဆွဲထိန်ပြီးမင်းတိတိကျကျရက်လို့မရဘူးလားမရရင်ကနေဝေးဝေးမှသွားရက်စမ်းပါလို့ငောင်းလိုက်ပါတယ်။ကန်ဆိုချင်လို့ဘတ်ကားကြီးပေါက်သွားတော့ခရီးတွေအကုန်ဆင်းလိုက်ရပါတယ်။ရန်ရိအကြောင်းရောက်တဲ့အခါမနက်ခင်းစာတင်ချင်းကြော်သွားခဲ့တာကြောင့်ဆရာကိုအကျိုးအကြောင်းရှင်းပြပေးမဲ့ဆရာကတတောင်းကျိုးလိုပါဘာလို့မပြောတာလဲလို့ပြန်ရွဲပါတယ်။ရန်ရိကနတ်နတ်ကိုလက်ညှိုးထိုးပြီးသူလဲတက်သေးရှိတယ်လို့ပြောပေမဲ့နတ်နတ်ကတော့ခုံမာတိတိချာချာထိုင်နေကြမိပါပြီ။ရန်ရိကမြန်သားပဲတက္ကစီစီးလာတာလားလူလေးပြေးလာတာကိုမမြင်ဘူးလားလို့မကြည့်မနက်နဲ့ပြောပြီးသူ့ခုံကိုနတ်နတ်နဲ့ဝေးရကိုတိုးလိုက်ပါတယ်။ကျောင်းမှာ10ကီလိုမီတာကျန်းမာရေးအပြေးပြိုင်ပွဲတရင်ကရုတ်တရက်ထွက်လာတာကြောင့်ကျောင်းသားတွေကဘာလို့ငါတို့စီရောက်လာတာလဲစနတန်တွေကိုပဲခိုင်းမတော့လားဆိုပြီးညှိညူနေကြပါတယ်နန်းနန်ကဘေးကနေနားထောင်ပြီးရဲနေတာကိုရန်ရိကမြင်တော့ဘာရဲတာလဲလို့မေးပါတယ်အဲ့ဒီခါနောက်ကျောင်းသားတစ်ယောက်ကနောက်နဲ့ကြာရင်စနတန်ဆိုတာငါတို့ပဲလေလို့ပြောလိုက်မှရန်ရိသဘောပေါက်သွားပါတယ်ရန်ရိကတော့အကွက်ချထားပြီးသူသာပြန်ခွဲမှာနံပါတ်1ရရင်ဖခင်ထစ်သူစီကနေအဆင့်မစ်နှက်ခတ်ကြီးမြောင်ပြောင်းတလက်တောင်းဖို့စဉ်းစားထားပါတယ်ပြန်ခွဲနေမှာရန်ရိက professional ဝစ်ဆုံးနေနဲ့ပေါ်လာပြီးနိုင်မယ်ဆိုတာယုံကြည်ချက်အပြည့်ရှိနေပေမဲ့နန်းနက်ကအရင်ကအားကစားကြောင်းကလာတယ်လို့သတင်းကြလိုက်တဲ့အခါသူစိုးရိမ်သွားပါတယ်။တနက်တာမြေတာနဲ့ရန်ရိကအားကုန်ယုံပြီးပထမဆုံးထွက်ပြီးပြီမဲ့နန်းနန်ကတော့အားကစားသမားမို့အသက်ရှူနှုံးကိုထိန်းပြီးအေးစီပဲပြေးပါတယ်။လမ်းမှာတငယ်ချင်းတယောက်နေမကောင်းထက်တာကိုသူမကကူညီကျွဲဖေနေတော့လမ်းဘေးမှာရန်ရိကတက္ကစီတစ်စီးပေါ်ကိုအပြေးလွှားတက်သွားတာကိုသူမမြင်လိုက်ပါတယ်။ရန်ရိကလူတွေမျက်စိအောက်ကပျောက်သွားဖို့အတွက်ပဲအစွမ်းကုန်ပြေးခဲ့ပါတယ်။နောက်ဆုံးမှာတော့ရန်ရိကလူအုပ်ထဲကနေပေါဝင်သွားပြီးချန်ပီယံဖြစ်သွားခဲ့ပြီးသတင်းစာထဲမှာတော့ပါလာခဲ့ပါတယ်။သူကနန်းနန်ရှိမှာဒီပြိုင်ပွဲကငါ့အတွက်အချိန်ကြိုက်ပဲစုလည်းအမြန်ရတာပေါ့လို့ကြွားလုံးထုတ်ပါတယ်နန်းနန်ကတက္ကစီကပို့ပြီးအချိန်ကြိုက်တာမဟုတ်ဘူးလားလို့မေးလိုက်တဲ့အခါရန်ရီတယောက်မျက်နှာပြတ်သွားပြီးဘာကိုဆိုလိုတာလဲဘသူကိုပြောတာလဲလို့သူကမေးလိုက်ပါတယ်ကိုမသိစေချင်ကိုယ်တိုင်မလုံးနဲ့ဆိုတဲ့စကားအတိုင်းရန်ရီတယောက်နန်းနန်ရဲ့အကြီးအောင်မှာအမှန်တရားအဖို့ထုတ်ခံလိုက်ရပါတယ်သူဟာအိမ်မှာနှက်ခတ်ကြီးမှန်ပြောင်းအသေးလေးနဲ့ပြောနေလုံးမှာပဲအောက်ထပ်ကနေဖခင်ဖြစ်သူရဲ့ဟိန်ဟောက်တန်ကြီးထွက်ပေါ်လာပါတယ်တက္ကစီစီးပြီးအပြေးပြိုင်ခဲ့တဲ့ကိစ္စကိုအတန်းပိုင်ဆီယာမကဖုံးဆက်တိုင်လိုက်လို့အမှန်တရားပေါ်သွားတာပါရန်ရီဟာအိမ်ထဲမှာအပြေးအလွှာရှောင်တိန်ခဲ့ရပြီးမြနောက်ဆုံးမှာတော့အမှန်ပြောင်းလေးကိုအသိမ်းခံလိုက်ရပါတယ်။ရန်ရီကတော့ဒီလိုဝက်ချက်ကိုသိတာနန်းနက်တယောက်ပဲရှိလို့သူမကပဲတိုင်လိုက်တာလို့အခိုင်အမာယုံကြည်သွားပါတယ်။နောက်တနေ့မှာတော့ရန်ရီရဲ့လက်စားချိမှုတွေစတင်มาတော့တယ်။နန်းနက်ရဲ့နို့ဘူးကိုဓာတ်နဲ့ဖောက်ပြီးရှာလကရည်တွေထည့်ထားတယ်လို့စာမြေခွဲအဖြေလွှာကအဖြေတွေကိုလည်းအကုန်လုံးပြီးလို့ပြောင်းပစ်လိုက်တာကြောင့်နန်းနက်ခမအနက်ဆက်ရှိမှတ်ပဲရပါတော့တယ်။ဘတ်ကားစီရဲ့လည်းသူမတက်လို့မရအောင်တကားဝမှာပြရထားတယ်လို့အတန်းထဲမှာထိုင်ကုန်ကိုဆွဲဖယ်တာမျိုးတွေပါလုပ်လာပါတယ်။နန်းနက်ကတော့ဒါရီကိုတီးခံနေပေမဲ့သူမဘာအမားလုံးမိလို့ဒီလောက်အထိအနိုင်ကျင့်ခံနေရတာလဲဆိုတာနားမလည်နိုင်အောင်ဖြစ်နေပါတယ်။နန်းနက်လက်တွန်းပြန်မှုကလည်းမြန်ဆန်ပါတယ်။အင်္ဂလိပ်စာချိန်မှာအိပ်ပျော်နေတဲ့ရန်ရီကိုနိုးလိုက်ပြီးဆီယာမအမေးခံရအောင်လုပ်လိုက်ပေမဲ့ရန်ရီကလက်မလျှော့ပဲနန်းနက်ရဲ့စာရေးကရိယာဘူးကိုကြောက်တင်ပုံအပေါ်ဆုံးမှတင်ထားလိုက်ပါတယ်။နန်းနက်ကအဲ့ဒါကိုလှမ်းယူရင်းနဲ့တခုခုပြုတ်သွားပါတယ်။အဲ့ဒါကတော့သူမရဲ့ဖခင်ချန်ထားရခဲ့တဲ့ကြောက်စင်းဆွဲပြလေးပါ။မြေပြင်ပေါ်မှာနှစ်ပိုင်းကွဲသွားတဲ့ကြောက်စင်းပြားလေးကိုကြည့်ရင်အတန်းထက်ကရေမောတန်တွေကိုကြားလိုက်တဲ့အခါနန်းနက်ရဲ့ဒေါသဟာအထွေထိပ်ကိုရောက်သွားပါတော့တယ်။နင်းယူနေလား။နင်းကကိုမတည့်ဘူးလို့ထင်နေတာလား။တခြားသူကိုအနိုင်ကျင့်ပြီးမှလူရဝင်နေလို့ထင်နေတာလား။နင်တို့ဟာလူရုပ်ဖယ်ပေါက်ပြီးအုံတော့မရှိတဲ့ကောင်တွေ။ဒီနေ့ကစပြီးငါ့ကိုတယောက်ယောက်ထိကြည့်အောင်။နင်တို့လူထိရတာနောင်တရသွားစေရမယ်။
လို့တဟုန်ထိုးဆဲဆိုချိန်မှန်းလိုက်တဲ့အခါရန်ရီတယောက်ဆွတ်အားသွားပါတယ်။မိန်းကလေးတယောက်ဒီလောက်ထိအသက်မရှူတန်းဆဲနိုင်တာကိုသူတခါမှမမြင်ခဲ့ပါဘူး။အခြေအနေတွေငိမ့်သက်သွားပြီလို့ထင်ရပြီးမြဲဘတ်စကက်ဘောလုံးတစ်လုံးကနန်းနန်းစီကိုတဲတဲ့ကြီးပြန်လာပြီးထိမှန်သွားပါတယ်။ရန်ရီကဘောလုံးကမျက်စိမပါဘူးလေငါတမန်လောက်တာဆိုရင်နင်းစေးရုံရောက်နေပြီလို့ပြောင်းဆက်ဆက်နဲ့ပြောပါတယ်။နန်းနန်းကရန်ရီနင်းငါကိုမကြည့်နဲ့ဤအကွဲရမအောက်တန်းကြတာတွေမလုပ်နဲ့ယောက်ျားကောင်းဆိုရင်လူပုံအလဲမှာတရားမျှတစွာပြန်ရဲလာလို့စင်ခေါ်လိုက်ပါတယ်။ရန်ရီကကောင်းပြီလေဘာပြိုင်မလဲလို့မေးတဲ့အခါနန်းနန်းကဘတ်စကက်ဘောလုံးနဲ့ပဲပြိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တကယ်လို့နင်းရှုံးကြီးမင်းကလေးဝတ်စုံဝတ်ပြီးမနက်ခင်းကိုလက်လှုပ်ရှားမှုလုပ်ရမယ်လို့ကတိတောင်းပါတယ်။ရန်ရီကလည်းကောင်းပြီတကယ်လို့နင်းရှုံးရင်တော့စပင်ကိုကတုံးတုံးပြရမယ်လို့ပြန်လည်စင်ခေါ်လိုက်ပါတယ်။ဘတ်စကက်ဘောလုံးပြိုင်ပွဲမှာရန်ရီကသူ့ကိုယ်သူအသာစီးရမယ်လို့ထင်ထားပြီးမြဲရှုနန်နန်ရဲ့တိကျပြတ်သားလေး၃မှတ်တန်ကူးသွင်းချက်တွေကြောင့်စွန့်အားသွားခဲ့ရပါတယ်။ရှုံးတော့မယ့်အချိန်ဒီမှာရန်ရီကချီချင်းဝနာကျင်ရောင်ပြိုပြီးလျှက်ကွက်သုံးခဲ့တာကြောင့်နန်းနန်းကတနာပြီးပြိုင်ပွဲကိုခဏရပ်ပေးခဲ့ပြီးမြဲရန်ရီကလက်မလျှော့ပဲတခြားပြိုင်ပွဲတွေနဲ့ဆက်ပြိုင်ဖို့စင်ခေါ်ခဲ့ပါတယ်။နန်းနန်းအိမ်ပြန်ရောက်တဲ့အခါကြာကွဲသွားတဲ့ကြောက်စည်းပြားလေးကိုကြည့်ပြီးဖခင်ဖြစ်သူကိုတတိယပြီးမျက်ရည်ကျခဲ့ပါတယ်။ဖခင်ဟာသူမကိုငငယ်ငါတဲကဘတ်စကတ်ဘောလုံးတင်ပေးခဲ့သူဖြစ်ပြီးနှလုံးရောဂါနဲ့ရုတ်တရက်ဆုံးရှုံးသွားပါတယ်။ဒီကြောက်စည်းပြားလေးဟာဖခင်ချန်ထားခဲ့တဲ့နောက်ဆုံးအမှတ်တရမို့သူမဟာရန်ရီကိုဒီပြိုင်ပွဲမှာမဖြစ်မနေနိုင်ခြင်းနေတာဖြစ်ပါတယ်။သူတို့နှစ်ယောက်ကပင်ပေါင်ရိုက်ခြင်းစားရိုက်နှုံးပြိုင်ခြင်းနဲ့ဂိမ်းဆိုင်မှာစိုက်ကယ်မောင်းပြိုင်ခြင်းတွေကိုအကျဉ်းနဲ့ရင်ဆိုင်ခဲ့ကြပါတယ်။နောက်ဆုံးများပြပြိုင်ပွဲမှာတော့ရန်ရီကအချက်မှမထိပဲရှုံးတော့မဲ့အချိန်ဒီမှာဂိမ်းဆိုင်ပိုင်ရှင်ကတစ်ချက်မှမထိသူကိုအထူးစုပေးတယ်ဆိုတဲ့စီကံအသေးချောင်းရမှတ်တူတူးသွားခဲ့ပါတယ်။ဒါပေမဲ့အဆုံးဖြတ်ပွဲမလုပ်ရသေးသေးမှာပဲအမှန်တရားပေါ်လာပါတယ်။ရန်ရီရဲ့ကြောင်းသားကကိုတက်ဆီဆရာကကြောင်းကိုလာပေးလိုက်တော့ရန်ရီတက်ဆီစီးပြီးအပြေးပြိုင်ခဲ့တာကိုဆရာသိသွားလာပါ။နန်းနန်းအတိုင်းတာမဟုတ်ပဲသူ့ရဲ့ပေါ့ဆမှုကြောင့်အမှန်တရားပေါ်သွားတဲ့အခါရန်ရီဟာအလွန်ရှစ်ပြီးနန်းနန်းပေါ်နှောင်တက်ရောက်သွားပါတော့တယ်။သူဟာနန်းနန်းကိုတောင်းပန်တဲ့အနေနဲ့ဂတိအတိုင်းမင်းကလေးစက်ကတ်တိုးဝတ်ပြီးကျောင်းရှင်မှာကိုလက်လှရှာမှုလုပ်ပြပြီးအဆက်ခွဲခံဂတိတည်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့နန်းနန်းကရန်ရီကိုအင်္ဂလိပ်စာကူညီသင်ပေးပါတယ်။ရန်ရီလည်းအရင်ကမတူပဲအရန်ကြိုးစားလာပြီးအင်္ဂါပစ္စည်းတိုင်းမှာအင်္ဂလိပ်စလုံးတွေလိုက်ကတ်ထားတဲ့အထိဖြစ်လာပါတယ်။သူတို့နှစ်ယောက်ကြားကအညိုတေးတွေဟာလေတပြေးပြေးနဲ့တယုံစင်အဖြစ်ပြောင်းလဲလာပါတယ်။တရက်မှာတော့နန်းနက်ကစူပါမွန်းကိုကြည့်ကျင်တယ်လို့ပြောတာကိုရန်ရီကမှတ်ထားပြီးသူမကိုညဘက်ကျောင်းစာကြီးရင်ကနေခိုးထုတ်ဖို့တိုက်တွန်းပါတယ်။သူတို့နှစ်ယောက်ကျောင်းခေါင်မိုးပေါ်ကိုတက်သွားကြပြီးရန်ရီကအိမ်ကခိုးယူလာတဲ့နက်ခတ်ကြည့်မှန်ပြောင်းနဲ့နန်းနက်ကိုလက်ကိုကြည့်ခွင့်ပေးခဲ့ပါတယ်။လက်ရောင်အောင်မှာနန်းနက်ရဲ့ကြည်လေးနဲ့ပိုးရိုက်လေးကိုကြည့်ရင်ရန်ရီရဲ့ရင်ထဲမှာတခါမှမထစ်ဘူးတဲ့ရင်ခွန်တန်တွေထွက်ပေါ်လာပါတယ်။လုံချုံကြီးဝန်တန်းရောက်တော့ထွက်ပြေးကြရင်ပစ္စည်းတူလောင်ကန်ချင်းချင်းလေးထဲမှာပုံနေရတဲ့အခါသူတို့နှစ်ယောက်ရဲ့အသက်ရှူတန်းတွေထပ်တူကြပြီးရင်းနှီးမှုဟာအထွတ်သိပ်ကိုရောက်ခဲ့ပါတယ်။ရန်ရီကနန်းနန်းအမိမခံအောင်သူကိုယ်တိုင်အဖမ်းခံထွက်ပြေးသွားခဲ့လို့ဝန်ခံချက်စာလုံးကြီး9000ရေးရတဲ့ပြစ်ဒဏ်ခံခဲ့ရပါတယ်။ကျောင်းမှာအမတ်စီရန်ရခုနှစ်ရာပြန်ချတဲ့အခါရန်ရီကနန်းနန်းနဲ့မခွဲရင်လို့အကြောင်းပဲချက်အမျိုးမျိုးပေးပြီးညှိညွတ်နေပါတော့တယ်။သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာရန်သူကနေချစ်သူအစဉ်ကိုကူပြောင်းဖို့ခြေလန်းစတင်နေပါပြီ။ငယ်ရွယ်စဉ်ကအချစ်ဆိုတာဒီလောက်ပဲရိုးရှင်းပါတယ်။ရှူနန်းနန်းအထွာစပွဲဝိုင်းကိုကူးသိရင်ရန်ရီတီအောင်ဖြုံနေတော့မှပဲမကြော်တဆစပွဲကဖြုတ်ကြပြီးသူ့ချစ်တော်ကိုဖိမိသွားခဲ့ပါတယ်။ဒီတန်ရာကြောင့်ရန်ရီတီအောင်စီးရုံကလိုက်ရပေမဲ့သူ့စိတ်ကတော့နန်းနန်းစီမှာပဲရှိနေခဲ့တာပါ။နန်းနန်းစီယုံကိုရောက်လာတဲ့အခါရန်ရီရဲ့တိဖာတွေကနှွေးထွေးစွာကြိုးဆိုကြပြီးလူကြီးတွေထွက်သွားပြီးနှစ်ယောက်တည်းကြံခဲ့တဲ့အခါမှာနန်းနက်ကခုံနဲ့ဖိမိလို့ချက်တော့ကျိုးတဲ့ပထမဆုံးသူရဲကြီးကိုလာလောင်တိုင်းလို့အထာနဲ့ပြောပေမဲ့သူမရဲ့မျက်လုံးတွေထဲမှာတော့စိုးရိမ်မှုတွေဖြစ်နေပါတယ်။အဲဒီနေ့မှာပဲရန်ရီကငါတို့တက္ကသိုလ်တစ်ခုတည်းအတူတူကြက်ကြက်ရအောင်နော်လို့ခိုင်မာတဲ့ကတိတစ်ခုတောင်းဆိုခဲ့ပါတယ်။ရန်ရီချက်တော့ပြန်ကောင်းလာပြီးကြောင်းပြန်တက်တဲ့အခါကျောင်းသားတစ်ယောက်ကနန်းနန်းအနားမှာစာမင်းနေတာကိုတွေ့တော့သူ့ရဲ့သဝန်တိုးစိတ်ကထကြွလာပါတယ်။သူကခြားတဲ့ကနေဝင်ရှုပ်ပြီးစာရှင်းပြခြင်းအောင်ဆောင်ကအဲ့ဒီကျောင်းသားကိုနှင်ထုတ်လိုက်ပါတယ်။နန်းနက်ကဆက်ရှင်းပြနေတော့ရန်ရီကစိတ်ဆိုးပြီးအတန်းတဲကထွက်သွားပါတော့တယ်။အဲ့ဒီနောက်ပိုင်းမှာရန်ရီကနန်းနက်ကိုစကားမပြောဘဲနှုတ်ပိတ်အမိန်ထားတဲ့ပုံစံနဲ့အေးဆက်ဆက်လုပ်နေခဲ့ပေမဲ့မုတ်ဆိုင်ရှိကနက်ခတ်ဗေတာပိုစတာကိုမြင်လိုက်တဲ့အခါမှာတော့သူဟာမနေလိုက်တော့ပဲနန်းနက်ကိုသူ့ရဲ့နှုတ်ပိတ်အမိန်ကိုဖျန်ရုပ်သိမ်းပေးဖို့လက်ဟန်ချီဟန်နဲ့တောင်းဆိုပါတော့တယ်။နန်းနက်လည်းစိတ်မရှိပဲသူနဲ့အတူနက်ခတ်တာရာဖျားခန်းကိုသွားဖို့သဘောတူလိုက်ပါတယ်။နက်ခတ်တာရာဖျားခန်းကိုသွားတဲ့ဘတ်စကားပေါ်မှာရန်ရီကနန်းနက်ရဲ့ပခုံးကိုမိအိတ်ခင်အောင်မှမမိမိပဲတခြားခီးစဉ်ခီးတယောက်ရဲ့ပခုံးကိုသွားမိလို့အဆက်ရခဲ့ပါတယ်။ပြာခန်းကိုရောက်တဲ့အခါရန်ရီကအလွန်စိတ်လှုပ်ရှားနေပြီးဂျူရီအကြောင်းကိုနန်းနက်ကိုတက်တက်ကြွကြွရှင်းပြနေပါတယ်။အဲ့ဒီနောက်မှာတော့မှောင်ရင်းနေတဲ့ရုပ်ရှင်ခန်းမတွေမှာကျေးစင်တွေကြည့်နေရင်ရန်ရီကသူ့ရဲ့ရင်ထဲကစကားတွေကိုစတင်ပြောပြလာပါတယ်။ငါအဖေကစားတောက်ဆိုင်ကိုပဲစိတ်ဝင်စားတယ်။ငါအမေကကြတော့ငါ့ကိုပဲအမြဲစောင့်ကြည့်နေတာ။အသက်ရှူရတာအရန်ချက်ဒီလိုခံစားရတယ်။ဒါပေမဲ့ဒီလိုအဆုံးအစမရှိတဲ့စစ်ကြောကြီးကိုကြည့်လိုက်တဲ့အခါမှာငါရဲ့တောကတွေကဘာမှမဟုတ်တော့ဘူးလို့ခံစားရတယ်လို့ဆိုပါတယ်။ရန်ရီရဲ့စကားကြောင့်နန်းနက်လည်းစိတ်လှုပ်ရှားစွာနဲ့သူမရဲ့ရင်ထဲကစကားတကုံးကိုပြောဖို့ပြင်လိုက်ပါတယ်။တကယ်လို့ဒုလူသားအားလုံးကပောက်ကွဲသွားတဲ့ကျဲစင်းမုံလေးတွေနဲ့ဖွဲ့စည်းထားတာဆိုရင်အခုလိုစုံသွဲရတာတကယ်ကိုကန့်ကောင်းလွန်းတာပဲ။ငါအဖေကစောစောဆုံးသွားတယ်။အမေကလည်းအလုခဏခဏပြောင်းရတော့ငါလည်းចောင်းလေခဏခဏပြောင်းခဲ့ရတယ်။အခုငါမှအမေကြောက်ပင်ရှိတော့တာ။ဘ
မင်းလိုမျိုးမိဘနှစ်ပါးဆုံဆုံလင်းလင်းတက်ကြီးပြင်းလာရတာဘလောက်တောင်ပြောစရာကောင်းမလဲညဆိုပါတယ်။ကျေစင်ရဲ့အလင်းရောင်အောင်မှာမိသားစုအကြောင်းနဲ့အထီးကျန်းမှုအကြောင်းတွေကိုအပြန်လှန်ရင်းဖွင့်ရင်သူတို့နှလုံးသားချင်းထိတွေ့ခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ရန်ဤကနန်းနန်းကိုဒုံးပြန်အတူပေါ်ခေါ်သွားပြီးအာကာသထဲမှာနေသွချင်းကိုအတူတူကြည့်ခဲ့ကြပါတယ်။နန်းနန်းကလည်းသူမအကြိုက်ဆုံးသချင်းဖြစ်တဲ့မေရီအဖွဲရဲ့ contentment သချင်းလေးကိုနှစ်ချက်တစ်ခုတည်းနဲ့အတူတူနားထောင်ရင်းသူတို့ရဲ့ရိုးရှင်းတဲ့ romantic အခိုင်အတန့်လေးကိုတိဆောက်ခဲ့ကြပါတယ်။အချင်းတွေကုန်လုံသွားပြီးတက္ကသိုလ်ဝင်စာမွေးမွေမတိုင်ခင်နောက်ဆုံးအတန်းကိန်းကိုရောက်လာပါတယ်။အမြဲတမ်းတင်းကြပ်ခဲ့တဲ့အတန်းမိုင်ဆရာကဒီနေ့မှာတော့နူးညံ့တဲ့မျက်လုံးတွေနဲ့ចောင်းသားတွေကိုစုံမစကားပြောပါတယ်။မင်းတို့ဘေးနားကလူတွေကမြင်မြင်ပြေးဖို့ပဲတိုက်တွန်းကြလိမ့်မယ်။ဒါပေမဲ့မင်းတို့ပင်ပန်းလာတဲ့အခါခဏလောက်နားလိုက်တာကလေပညာရှိရဲ့လုပ်ရတဲ့ခုပဲ။နားတတ်မှခရီးကပို့ဝေးဝေးသွားနိုင်မှာပေါ့။ဆရာကပြောရင်သူသိမ်းထားခဲ့တဲ့ចောင်းသားတွေရဲ့အဖိုးတန်ပစ္စည်းတွေကိုပြန်ပေးပါတယ်။ဒါတွေကမင်းတို့ရဲ့အဖိုးတန်ပစ္စည်းတွေပေါ့။ဒါပေမဲ့မင်းတို့ကတော့ငါရဲ့ယတနာလေးတွေပဲ။မင်းတို့ငါ့ကိုအချင်းအတော်လင်းဒုက္ခပေးပြီ။နောင်ကြငါစီလာလေကြအောင်လား။ကျောင်းဆိုတာမင်းတို့ရဲ့သာဝရအိမ်ဘေးတို့ပြောနေတဲ့အချိန်မှာကောင်းကင်မှာထူးထူးခြားခြားသက်သက်နှစ်ထောက်ပေါ်လာပါတယ်။ဆရာကစာတင်တာကိုရက်လိုက်ပြီးကျောင်းသားတွေကိုအပြင်ထွက်ကြည့်ခိုင်းခဲ့ပါတယ်။တို့တွေကလူငယ်ဘဝကိုအမြဲတမ်းအောင်မြတ်တတ်တယ်။တကယ်တော့တို့တွေလွမ်းဆိုနေတာအဲ့ဒီအချိန်မှာစုံတွေ့ခဲ့ရတဲ့လူအချို့ပါ။သူတို့ဟာဒီသက်တမ်းလိုပဲခဏတာပေါ်လာပြီးမြဲတို့ရဲ့ရင်ထဲမှာတော့ဘယ်တော့မှဖျောက်ဖျက်လို့မရတဲ့အမက်သားနေခြံခဲ့ကြပါတယ်။ဒီလာပါတဲ့အခိုက်အတန့်မှာရန်ဤကနန်းနန်းကိုစားတစ်ဆောင်ကမ်းပေးပါတယ်။စာအိတ်ထဲမှာတဟုန်ထိုးရှိချီပါဆိုတဲ့စာသားလေးရေးထားပါတယ်။ရန်ဤကတတန်းနှစ်ထောက်ကဘာကိုကူစားပြလဲတိလာလို့ပြောပြီးအလိုရှိတာမှန်သမျှပြေးခွာခြင်းလို့ပြောကအတူတူစူးစမ်းကြအောင်နော်လို့အားပေးလိုက်ပါတယ်။တက္ကသိုလ်ဝင်ဆောင်မွေးပွဲရလက်တွေထပ်လာတဲ့အခါရှုနက်နက်ရဲ့ကူညီမှုကြောင့်ရန်ရီဟာ646မှတ်ဆိုတဲ့ထူးချွန်တဲ့ရလက်ကိုရရှိခဲ့ပေမယ့်နန်းနန်းကတော့စာမေးပွဲဖြေဆိုတာမှားယွင်းခဲ့လို့609မှတ်ပဲရခဲ့ပါတယ်။ရန်ရီဟာနန်းနန်းနဲ့အတူတူရှိခြင်းလို့သူ့ရဲ့တက္ကသိုလ်ဝင်ခွင့်ရှောက်လွှာကိုနန်းနန်းသွားမဲ့ကျောင်းစီပြောင်းဖို့အဆုံးဖြတ်ခဲ့ပါတယ်။ဒါကိုသိသွားတဲ့နန်းနန်းဟာရန်ရီရဲ့အနာဂတ်ကိုမဖြတ်စည်းခြင်းတာကြောင့်ရန်ရီရဲ့မိဘလေးစီသွားပြီးရှောက်လွှာကိုမူလအတိုင်းပြန်ပြင်ထိုင်ခဲ့ပါတယ်။ရန်ရီဒေါသတကြီးမဲ့လာမီးတဲ့အခါနန်းနန်းကရှင်ကဘာလို့ဒီလောက်အတိတရားမဲတာလေဘယ်ကတိကမှရှင်အနာဂတ်ထက်အရေးမကြီးဘူးလို့အဆုပူလိုက်ပါတယ်။ရန်ရီကငါဒီလောက်စူးစမ်းခဲ့တာမင်းနဲ့ပုံနီးဆက်ချင်လို့ပဲလို့ပြောပြီးပြီနန်းနန်းကတော့နှလုံးသားကိုခဲမှန်အောင်လုပ်ပြီးငါကအရှင်ကိုစာတင်ပေးတဲ့အတန်းဖော်တယောက်တက်ပဲလို့ပြောကအဝေးကိုထွန်းပို့လိုက်ပါတယ်။ရန်ရီကစိတ်နာနာနဲ့အတူတူကြောင်းမတက်ရရင်နောက်ကိုလုံးဝအဆက်အသွယ်မလုပ်ကြတော့နဲ့လို့ပြောပြီးထွက်သွားခဲ့ပါတယ်။ကျောင်းဖွင့်ချိန်ရောက်လာတဲ့အခါရန်ရီဟာဝေးလာတဲ့တက္ကသိုလ်စီကိုပထမဦးဆုံးချိန်ခရီးထွက်ရပါတယ်။သူဟာလေစိတ်မှာနန်းနန်းပေါ်လာနိုးနဲ့မျိုးလင်းတကြီးစောင့်ဆိုင်နေခဲ့ပေမဲ့သူမကတော့ပေါင်မလာခဲ့ပါဘူး။ရန်ရီဟာကြီးမားတဲ့စိတ်ပြတ်မှုတွေနဲ့အတူအဝေးကိုထွက်ခွာသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းနန်းနန်းဟာရန်ရီနဲ့ပတ်သက်တဲ့အမတ်တရားပစ္စည်းတွေကိုတေတာထဲမှာထည့်ပြီးသိမ်းဆည်းထားလိုက်ပါတယ်။သူတို့နှစ်ယောက်ဟာချစ်တယ်လို့တောင်အပြန်လန်မပြောလိုက်ရပဲလူငယ်ဘဝရဲ့မာနနဲ့စိုးရိမ်စိတ်တွေကြောင့်တယောက်နဲ့တယောက်ဝေးရာကိုထွန်းပို့ရင်းလမ်းခွဲခဲ့ကြတာပါ။အချိန်တွေကုန်လွန်သွားပြီမဲ့သူတို့နှလုံးသားရဲ့မှာတော့ဟာလာဟင်းလိန်ထင်နေစေပါပဲ။နေ့ညွေကြသွားပြီးနောက်မှာနန်းနန်းဟာအမတ်တရားပစ္စည်းတွေထည့်ထားတဲ့တစ်တာဟောင်းလေးကိုပြန်ဖွင့်ကြည့်မိပါတယ်။အဲ့ဒီထဲမှာရန်ရီပေးခဲ့တဲ့ကပ်ပြားရဲ့ဘေးသားလေးတွေမှာအနှဲငယ်ပွန်းပက်နေတာကိုသူမအသားရပြုတ်တက်နေစဉ်ကပ်ပြားကပုံမှန်ထက်ထူနေတာကိုသတိထားသွားပါတယ်။ကပ်ပြားရဲ့အတွင်းသားကိုအသားရခွာကြည့်လိုက်တဲ့အခါတခါမှမမြင်ခဲ့ဘူးတဲ့စာတစောင်ကိုတွေ့လိုက်ပါတယ်။အဲ့ဒီစာကိုမြင်ချင်းနန်းနန်းရဲ့မျက်လုံးတွေမှာမျက်ရည်တွေပြည့်တယ်နေပါတယ်။ချစ်လာစွာသောရှုနက်နက်တချိန်ကရန်တော်တော်ဟောင်းကြီးအနေနဲ့မင်းဒီစာကိုမြင်နိုင်သေးတယ်ဆိုရင်မင်းရဲ့ညံရည်ညံတွေးကိုငါအလေးပြုပါတယ်တချိန်တော့ငါတွေးမိပါတယ်ဒိုးနှစ်ယောက်ကတွေးလိုက်တာနဲ့ရန်ဖက်နေကြတာပါဒါပေမဲ့ငါဘာလို့ဒီလိုအလူဘူးတွေမှာမင်းကိုပဲအသေးအံရှာနေမိတာလေတကယ်လို့ရှာစရာတော့မလိုပါဘူးငါမယ်လုံးထဲမှာမင်းကိုပဲတန်းမိနေရတာအချို့စကားတွေကိုအခုမှမပြောရင်တော့အခွင့်အရေးရှိတော့မှာမဟုတ်ဘူးငါမင်းပေးမှာအိုတဲ့အထိအမြဲတမ်းရှိနေပေးခြင်းနဲ့ဆိုတဲ့စာကိုဆက်ဖတ်ရင်နန်းနန်းရဲ့ရင်ထဲမှာနောင်တတွေလွမ်းဆွမှုတွေနဲ့အတူရှိုက်ကြီးတကယ်ငိုကြွေးမိပါတော့တယ်သူတို့နှစ်ယောက်ကြတဲ့အချစ်ဟာအဲ့ဒီကပ်ပြားလေးထဲမှာအချိန်အတော်အကြာလုံးတိတ်ဆိတ်ပုံခွေနေခဲ့တာပါရန်ရီရဲ့စာထဲမှာတော့ဒီစာကိုဖတ်ပြီးရင်ငါကူထာဝရအဆက်အသွယ်မလုပ်ပေးနေနိုင်ပါတယ်ငါဘက်ကပြင်ဆင်ထားပြီးသားမို့မင်းကိုအပြစ်မတင်ပါဘူးမင်းဘဝကိုမင်းစိတ်တိုင်းကြဖြတ်တန်းနိုင်ရင်ပဲငါကျေနပ်ပါတယ်ချစ်လွှတ်စွာသောရှုနန်းနန်းငါမင်းကိုချစ်တယ်လို့ရေးသားထားပါတယ်။တလုံးချင်းစီစနစ်တကျရေးထားတဲ့ဒီစလုံးငယ်ဟာသူတို့ရန်ထိနေခဲ့တဲ့အချိန်တုန်းကရန်ရီရဲ့စစ်မှန်တဲ့ရင်ပွင့်တန်းဆိုလားနန်းနန်းတီးလိုက်ရတဲ့အခါရှိုက်ကြီးတမောင်ကိုကြွေးမိပါတော့တယ်။သူမဟာသူတို့နောက်ဆုံးတွေ့ခဲ့တဲ့နေ့ကိုပြန်သတိရမိပါတယ်။ရန်ရီကစာကိုဖတ်ပြီးပြီလားလို့အချိန်ချင်းမေးခဲ့ပေမဲ့သူမကတော့သူ့အနာဂတ်ကိုငဲ့ပြီးတနာလို့ကူညီခဲ့လားဆိုတဲ့အစိတ်လို့စကားနဲ့သူ့နှလုံးသားကိုခွဲခဲ့မိပါတာ။တကယ်တော့သူမဟာရန်ရီကိုဘသူထပ်မဆိုပိုချစ်ခဲ့ပါတယ်။ငါသာဒီစာကိုစောစောတွေ့ခဲ့ရင်လူနဲ့အောင်ရဲ့ဇလန်းကဒီလိုဖြစ်မှာမဟုတ်ဘူးလို့သူမနောင်တရနေခဲ့ပါတယ်
နှစ်အနေငယ်ကြာသွားပြီးနောက်မှာတော့နန်းနန်းကဒီတိုင်းထိုင်ဆောင်မညူတော့ဘူးဆုံးဖြတ်လိုက်ပြီးတုံးပြလွတ်တင်မဲ့တဲ့ရင်ကိုကြားလိုက်တဲ့အခါသူမဟာရန်ရီကိုဖိတ်ခေါ်ဖို့ message ပို့လိုက်ပါတယ်ရန်ရီဘက်မှလည်းနန်းနန်းရဲ့နာမည်ကိုမြင်လိုက်တဲ့အခါရင်တွေတုံပြီးအပျော်ကြီးပြောသွားခဲ့ပါတယ်ချိန်ထားတဲ့နေ့မှာသူတို့နှစ်ယောက်ပြန်ဆောင်ခဲ့ကြပြီးနန်းနန်းကမင်းစပင်တွေရှေ့လာပြီးပဲလို့နှုတ်ဆက်လိုက်တဲ့အခါသူတို့ကြားကစိမ့်သက်မှုတွေဟာပြုံးတန်တွေအောင်မှပျောက်ကွယ်သွားရပါတယ်တိုက်တိုက်ဆိုင်ဆိုင်ပဲသူတို့နှစ်ယောက်လုံးကတိုက်ပေမထားပဲလုံးပြန်ပုံစံပါတဲ့အင်ဂျီစင်တို့ဝစ်လာခဲ့ကြပါတယ်ဒီတိုက်တိုက်ဆိုင်ဆိုင်လေးကပဲသူတို့ကြားကခန်းစားချက်တွေကိုပြန်လည်နှိုးထွားစေခဲ့ပါတယ်လမ်းဆောင်ရင်းစကားပြောကြတဲ့အခါရန်ရီကသူ့ရဲ့အောင်မြင်မှုတွေအကြောင်းကြွားလုံးထုတ်နေပြီးငါရဲ့အချစ်ဆုံးအရာကိုလည်းတွေ့ခဲ့ပြီလို့ပြောလိုက်တဲ့အခါနန်းနန်းရဲ့ရင်ထဲမှာတို့နှစ်ယောက်တကယ်ပဲလွဲချိုသွားပြီလားဆိုပြီးစိုးရိမ်သွားပြီးပဲရန်ရီကအဲ့ဒါကတော့ငါသူတနာလုံနေတဲ့အတာလိုလွိုင်းပညာရပ်ပဲလို့ရေးပြီးပြောမှနန်းနန်းစိတ်အေးသွားရပါနဲ့နန်းနန်းကကျောင်းတုံးကပြောခဲ့တဲ့စကားတွေအတွက်တောင်းပန်တဲ့အခါရန်ရီကအဲ့ဒါတွေငါမိကုန်ပြီးမင်းကဘာတူလဲလို့နောက်ပြောင်ပါတယ်ပြီးတော့တို့တွေရှေ့ဆက်ရမယ်လीကျောင်းတုံးကကိစ္စတွေကပြီးခဲ့ပါပြီလို့ပြောလိုက်တဲ့အခါနန်းနန်းရင်ထဲမှာဟာသွားပါတယ်သူတကယ်ပဲအကုန်မိသွားပြီလားပေါ့အဲ့ဒီအချိန်မှာပဲရန်ရီကနန်းနန်းသားကိုတိုးကလာပြီးနားချက်တစ်ခုတက်ပေးလိုက်ပါတယ်နားချက်ထဲကထွက်လာတဲ့တခြင်းကတော့သူတို့အတူတူနားထောင်ခဲ့မှုတဲ့ contentment ဆိုတဲ့တခြင်းလေးပါဒါပေမဲ့ထူးခြားတာကအဲ့ဒီတခြင်းကိုရန်ရီကိုယ်တိုင်ဆိုထားတာဖြစ်ပါတယ်တခြင်းတန်လေးနဲ့အတူရန်ရီဟာဘာတစ်ခုမှမမေ့စေသေးဘူးဆိုတာနန်းနန်းနားလည်သွားပါတော့တယ်ဒုံပြန်ကြီးကောင်းကင်ရန်တွေကိုပြန်တက်သွားတဲ့အချိန်မှာတော့နန်းနန်းကဘီနာကကောင်းလေးကိုကြည့်ပြီးဒီတစ်ခါကိုအဆုံးရှုံးမခံတော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်သူမဟာရန်ရီရဲ့မျက်လုံးတွေကိုစိုက်ကြည့်ရင်းရင်ထဲကစကားကိုအားရပါရပြောဖို့ပြင်နေချိန်မှာရန်ရီကနန်းနန်းချအရင်ဦးအောင်စကားကိုဆိုလိုက်ပါတယ်အတန်ကတိတ်မကြပေမဲ့ကြည်လင်ပြတ်သားပြီးခိုင်မာလွန်းလာပါတယ်ယုံကြည်တဲ့ဆိုတာသစုံတရားကိုစတင်ချစ်မိတာကနေမြင်ချခံပါတယ်ဘသူရဲ့အမတ်တရားထဲမှာမှရန်ရီတမမဟုတ်ရှုနန်းနန်းလို့ထူးခြားတဲ့တရားမရှိဘဲနေပါမလေအဲ့ဒီတုန်းကဒူဒီယာအရန်ငယ်လွန်းလို့ရင်ထဲမှာပြည့်လို့နေတဲ့ခန်းစားချက်တွေကိုဘယ်လိုဖော်ပြရမလဲဆိုတာမသိပဲထုံအားခဲ့ကြပါတယ်ကိုခံကြလာပြီလို့ထင်ရပေမဲ့တကယ်တမ်းကတော့ကလေးကစားတယ်လို့နီလန်မျိုးစုံနဲ့တစ်ဖက်လူကိုအာယုံစိုက်ဖို့ယူဆခဲ့ကြပါတယ်အဲ့ဒီနီလန်တွေကတခါတလေတစ်ဖက်လူကိုစိတ်အနှောက်အယှက်ဖြစ်စေခဲ့ပေမဲ့တကယ်တမ်းကတော့နှလုံးသားထဲမှာဘသူနဲ့မှမတူတဲ့အမတ်တရားတစ်ခုကိုထုစစ်ပေးခဲ့တာပါစာတွေကလည်းများစီကန်းတွေကလည်းတင်းကျပ်တဲ့အရွယ်မှာဒူတွေကလွတ်လပ်စွင်းဆုံးရှုံးခဲ့ရပါတယ်ဒါကြောင့်မတော်တဆရင်ခုန်တံမြန်သွားတဲ့ခဏတားလေးတွေကပိုပြီးတန်ဖို့ရှိပြီးဆွဲမဆွဲရကောင်းနေတာပေါ့လို့ဆိုပါတယ်အဲ့ဒီအချိန်ကအချစ်ဟာအယမ်းဖြူစင်ပါတယ်မိသားစုနောက်ခံဒီအကျိုးစီးပွားတွေကိုထဲ့မတွက်ခဲ့ကြဘူးအကြီးမားဆုံးရည်ရွယ်ချက်ကတက္ကသိုလ်တစ်ခုနဲ့အတူတူတက်ဖို့ပဲထူပြီးအကြီးမားဆုံးပြန်လဲရရှိတဲ့စုလာဘောကလည်းတစ်ဖက်လူရဲ့ခတ်ပါအပြုံးတစ်လုံးပဲဖြစ်တယ်လို့ဆိုပါတယ်ဒါပေမဲ့အဲ့ဒီတုန်းကငယ်လွန်းကြသေးတော့အနာဂတ်ကအရှိကြီးကြံသေးတယ်အခွင့်အလန်းတွေကအများကြီးရှိသေးတယ်လို့ထင်ခဲ့ကြပါတယ်တခါတည်းရန်ဂျော်ခိုင်းနှုတ်ဆက်သွားတာကတသက်လုံးလဲချော်သွားနိုင်တယ်ဆိုတာကိုဒိုရီကမသိခဲ့ကြပါဘူး